သပင်စိုက်တဲ့အခါမှာအနာဆုံးဟာဘာလဲလို့မေးရင်ခါကြရင်ဒီလိုပြောရမယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒါကျွန်တော်ရဲ့သပင်စိုက်တာ10ရက်မြောက်နေ့ပေါ့နော်ဒီနေ့ဒါကျွန်တော်ပတ်တီးခွာတဲ့နေ့ပဲဖြစ်ပါတယ်10ရက်မြောက်နေ့မှာကျွန်တော်ပတ်တီးခွာတာပတ်တီးတော့မရှိတော့ဘူးဆိုတော့နေရထိုင်ရတာတောင်းတလေးတော့အနေငယ်ရှိသွားပြီပေါ့နော်10ရက်မြောက်နေ့အနေထားရလက်သပင်ကအခုဒီလိုနေထားလေးဖြစ်ပါတယ်ကြည့်ပါစန်ရှင်းတော့ထွေထူးဘာမှမလုပ်ထားဘူးအနောက်ကဒီနှုတ်ထားတဲ့နေရာသပင်လေးတွေကိုစီကန့်ပေးတဲ့ဟိုဟာဂျယ်လေးပေါ့နော်အဲဂျယ်လေးပဲလိန်ထားပြီးတော့ထားတယ်ပေါ့နော်ရေဒီပါသွားမထိသေးဘူးကျွန်တော်မနေ့ဖြင့်ကတပတ်ခါလောက်မှပဲရေလေးပါလေးနည်းနည်းစွတ်ပြီးတော့တတိချာလေးလုပ်မယ်လို့စိတ်ကူးထားတယ်ပေါ့နော်ကျွန်တော်ပတ်တီးဖြုတ်လိုက်ပြီးဖြစ်ပါတယ်ဒီအနာဘက်ခွာမှာကဒီ10ရက်နဲ့14ရက်အတွင်းမှာအနာဘက်ခွာမယ်ဆိုတဲ့ခါကျတော့အနက်ဖေးပေါ့နော်အနက်ဖေးခွာမယ်ဆိုတော့ဒီ10ရက်နေ့မှာဗီဒီယိုကို break ထားပြီးတော့အနက်ဖေးခွာတဲ့နေ့ကြရင်ကျွန်တော်ဗီဒီယိုထပ်ပြီးတင်ပေးပါမယ်သပင်ဆိုင်မဲ့ brother တွေအတွက်အခုဒါကျွန်တော်စစိုက်တဲ့နေ့ကနေစပြီးတော့เนาะဒီပတ်တီးဖြီတဲ့နေ့ထိပေါ့เนาะသူများကြီးဆိုတော့အပင်ကြီးနေရင်ပတ်တီးကဟိုဟာ4-5ရက်နဲ့လည်းဖြီတဲ့တူတယ်ဗျာသိလား9200စိုက်ထားတာဆိုတော့ဘယ်လိုပြောရမလဲရိုင်းပတ်တီးကိုစီးထားတယ်ပေါ့နော်ဒီမှာစိုက်တာတွေဝိတ်များလေပြောမှဆိုရင်ပတ်တီးကိုမြင်မြင်ဆန်ချွတ်လိုက်မယ်ဆိုရင်ရောင်တာတွေကဒီဘက်ဘေးတွေပါလိုက်သွားနိုင်တယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတဲ့ခါကျအကြောင်းမို့ကျွန်တော်ပတ်တီးကိုတစ်ပတ်စီးလိုက်ရတယ်တစ်ပတ်ဆိုတော့မှကျွန်တော်ဒါ10ရက်နေ့မနက်ဒီနေ့မနက်မှာကျွန်တော်ဖြုတ်တာပေါ့နော်ကျွန်တော်မှရောင်တာကိုင်းတာမရှိဘူးဆရာဝန်ပေးတဲ့ဆေးတွေတခြားတောက်တယ်အခုလက်ရှိဒီအနေထားကိုရောက်နေတယ်ပေါ့နော်နည်းနည်းလေးကောက်နှုတ်ပြီးတော့ကျွန်တော်ပြောချင်တာတစ်ခုကသပင်စိုက်တဲ့အခါမှာအနာဆုံးဟာဘာလဲလို့မေးရင်ခါကြရင်ဒီလိုပြောရမယ်စပြီးသပင်စိုက်မယ်ဆိုရင်ပထမဆုံးနာကျင်ရမှာတခုကတော့ကျွန်တော်တို့ထုံဆေးထိုးတာပေါ့နော်အဲ့ထုံဆေးကလည်းအရင်နာလာမင်းကျွန်တော်မနာဘူးရာတဲ့တာကျွန်တော်တွေမဟုတ်ဘူးတခြား brother တွေလည်းအဲ့လောက်တော့ရှိမှထင်တာပဲအရင်တော့မနာဘူးဗျာပြီးရင်ထုံဆေးပြီးသွားတယ်ထုံဆေးထိုးပြီးသွားရင်သပင်နှုတ်တယ်ပေါ့နော်နှုတ်တဲ့ဟာကလည်းဘယ်လိုပြောရမလဲပထမဆုံးအတွေ့အကြုံမရှိဘူးဗျာနည်းနည်းကြောက်တယ်ဆိုတဲ့စိတ်ပဲရှိတာနောက်ပြီးသွားရင်အဆင်ပြေသွားတယ်ဗျာသိလားနှုတ်ပြီးသွားရင်လည်းပြီးသွားပြီပြန်စိုက်တဲ့အခါကျရင်လည်းဒါလေးလိုက်ပေါက်တယ်ပေါ့နော်ဆက်နဲ့ဖောက်ပြီးသွားပြီဆိုရင်လည်းပြန်ထိုးစိုက်တယ်ပေါ့နော်ထိုးစိုက်လို့နည်းနည်းကြာပြီဆိုရင်တော့အဲ့မှာစပြီးခေါင်းတွေအုံလာပြီအဲ့အဆိုးဆုံးကကြတော့ခေါင်းတွေအုံပြီးတော့နေရထိုင်ရတာအဆိုးဆုံးကအဲ့ပြဿနာလုံးဝအဆိုးဆုံးပဲဗျာဒါကျွန်တော်ရဲ့ပြောမယ်ဆိုရင်အတွေ့အကြုံပြောရမယ်ဆိုတော့နောက်တခြားဒီစိုက်တဲ့ဒီ brother တွေကဘယ်လိုနေလဲမသိဘူးကျွန်တော်ကတော့အဲ့ဒီခေါင်းအုံတာတခုကတော်တော်ဆိုးဝါးပဲဗျာသိလားနောက်ပြီးတော့ပြောမယ်ဆိုရင်တယောက်တည်းလေးဖြစ်တဲ့ခါကျတော့အားငယ်တာနဲ့လည်းဆိုင်မယ်ပေါ့နော်ဟိုမယ်ပြီးရင်နောက်တစ်ခုကကျတော့ဒီအနက်ဖေးဒီရားတဲ့ကိစ္စကလည်းဆိုးတယ်ဗျာရားတာကျတော့နာတာလည်းမဟုတ်ပဲနဲ့ရားတာဆိုတော့ဖြည့်ရှင်းရတော့ခက်တယ်ဗျာဒီလားဟေးရားတယ်ဆိုတဲ့ကိစ္စကလည်းနည်းနည်းဖြည့်ရှင်းရခက်တယ်အဲ့တော့ခေါင်းအုံပြီးတော့စသပင်ဒီနေ့မနေ့သပင်စိုက်ပြီးတော့တညက်နေပေါ့နော်တညက်နေလို့နေမှာဒါမှမဟုတ်လေတညာလုံးပေါ့နော်အဲ့လားခေါင်းကိုက်တဲ့အထံတော့တော်တော်ခံရတယ်ကျွန်တော်ဆိုရင်ခေါင်းတွေကျင်းပြီးတော့ကိုက်ပြီးအဲ့လိုနှောက်နေတာဘယ်သူနဲ့မှစကားမပြောချင်ဖုန်းလည်းမကြည့်နိုင်အောင်ကျွန်တော်အဲ့တိုင်းနေခဲ့ရတယ်နောက်ပြီးတော့အခုတော့ဒီလက်ရှိဒီအချိန်ကြီးပေါ့နော်အဲ့ဒီခေါင်းထိုးကြိုက်တာနဲ့ရားတာနဲ့ကျွန်တော်တို့ကဒါပြောလို့ဆိုရင်ခံစားခက်တယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်တခြား brother တွေဘယ်လိုနေလဲမသိဘူး okay အဲ့ဆိုရင်ကျွန်တော်ဒီ10ရက်မြောက်နေ့ဗီဒီယိုမှာနားပြီးတော့ကျွန်တော်ဒီအနက်ဖေးခွာတဲ့နေ့10ရက်သို့မဟုတ်17ရက်12ရက်13ရက်14ရက်ပေါ့နော်အဲ့ကြားထဲမှာကျွန်တော်ခြေနေကြည့်ပြီးတော့အနက်ဖေးလေးခွာမယ်ခွာပြီးသွားရင်ခွာပြီးတဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ပေးပါမယ်အဲ့ဆိုရင်သပင်ဆိုင်မဲ့ brother အနေနဲ့ကျွန်တော်သပင်စစိုက်တဲ့နေ့ကနေစပြီးပတ်တီးဖြီတဲ့နေ့အထိဒါအန်ဒါလေးကိုကြည့်ရတယ်ဆိုရင်ဒါအနေနဲ့များတော့နော်လေ့လာလို့ရတာပေါ့နော်ကိုစိုက်တဲ့ခါကျရင်ဘယ်လိုမျိုးစိုက်ရင်အဆင်ပြေမလဲဆိုတာမျိုးလေးကိုပေါ့နော်ကျွန်တော်အနက်ဖေးခွာပြီးသွားရင်ပြန်တွေ့ပါမယ် okay အားလုံးပဲဘိုင်ဘိုင်ပါ good night ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ